မနေ့ကတောက်ကြနေရ3កောင်သွား3កောင်လုံးတိုက်ခဲ့ရတယ်တကောင်ကတော့ရွယ်ရွယ်တန်တိုက်လိုက်တယ်ကိုဘက်ကကြက်မခွတ်တာရယ်ကိုဘက်ကနှုတ်တီးကောင်းငုတ်ကြရသွားတိုးလာကြက်ပွဲချုံသွားတယ်နောက်တတိယကောင်တကောင်ရွှေသေးရကောင်တကောင်ခုနချုံသွားတာတောင်ကနောက်တတိယကောင်တကောင်ရွှေသေးရသွားတိုက်တယ်ဒီလိုဘိုင်းအောက်ကဖြတ်သွားရင်လွတ်တယ်အဲ့လိုကျက်ဆက်ခံလိုက်ရတယ်နော်တောင်တိုင်းလဲတော့လဲဝါနော်မူးပြီးတော့ပဲလဲမှာပဲကြံတဲ့နေရာမှာလဲမှာမဟုတ်ဘူးဟောဒီဘိုင်းအောက်ကနေလည်းဖြတ်သွားလို့ရအောင်လွတ်လဲလွတ်7သိန်း5သိန်းလွတ်ပြီး10မိနစ်နဲ့မင်းလို့7သိန်း2သိန်းနောက်7သိန်း1သိန်းခွဲခဏလေးပဲပြီးသွားတယ်ကြက်ကောက်ပြီးလိုက်နော်နောက်ဒုတိယကောင်ဥပတော်လို့ရွာကောင်တကောင်ကျက်သောက်ထိုးပဲတိုက်ထားတယ်လွတ်တဲ့ဟိုဘက်ကခောက်ချိုး40ပေါက်တယ်ဒီဘက်ကပြန်ခွတ်တယ်ကိုကဒဲပြန်ပေါက်တယ်ကိုကျက်ကကြက်ကောင်းဒီဘက်ကကျက်ကဥတော်လို့ရွာကျက်ကကြက်ကောင်းဟိုဘက်ကျက်ကဇောက်ထိုးစက်ထားတဲ့အတွက်ကြောင့်လားဈေးကအောက်ကျနေတာကျက်ကကြက်ကောင်းအဲ့တော့ကျက်ကဘလောက်ထိဇောက်ထိုးဖက်တော့ဆိုရင်အနောက်မှာဒိုက်ဦးဖွဲတို့ရန်ကုန်ဖွဲတို့တောင်နဲ့ကျက်ဆက်ရတာကွာငါလူမရှောင်ရတာကွာအဲ့လောက်ထိအောင်နားနောက်ထဲမှာပြောတာကိုကြားလိုက်စိတ်ထဲတော့မကောင်းလိုက်ဘူးကျက်တွေကတော့တကယ်ဇောက်ထိုးစက်ထားတာအဲ့တော့ဘာဖြစ်သွားတော့ဆိုအဲ့ခါမှာနောက်ဆုံးကြတော့ကိုကပြန်ခိုးတဲ့ချိန်မှာဒဲတက်ပေါက်ပြီးတော့ဟိုကနေချတဲ့ခါမှာကိုမျက်လုံးထိသွားတယ်ထိသွားတဲ့ကိုအောက်ကြီး300ထိပေါက်သွားတယ်300မှာဥတော်9ဘုံ1ဘုံခွဲတလီစားလိုက်တယ်9ဘုံ2ဘုံခွဲတလီထပ်စားသေးတယ်နောက်2ရီလောက်လှုပ်ပြီးကမှအနာနာကောင်လေးတယောက်ဆိုသိန်းကိုရာနဲ့ရှီလောင်းတာသူကတော့ဟိုဘက်ကနေနဲ့ပြန်ချနေကောင်လေးခဏနေဦးလေဘေးအိတ်လာတယ်ဒီကဆောက်နေငုတ်ကဟိုဘက်လေဒီအိတ်လာပြီလေဒီကြောင်းလာပြီဘေးခဏနေဦးဆိုတာမရဘူးသူဆက်ချနေတယ်ကောင်လေးတော်တော်ဆုံးသွားတယ်အဲ့တော့ကိုကျက်မျက်လုံးကန်းတာလန်တန်းနေမတန်းဘူးခဏကြည့်ပါလန်တန်းနေတယ်ဥပတော်ဆက်ဆော့နေတယ်ဆက်စားနေတော့မယ်မကြောက်ဘူးဆက်စားနေတော့မယ်ကိုကချီဝင်ကောင်းတယ်ကြက်ကလည်းနှုတ်ဒီကန်းကောင်းတာအဖြီရွှလဲပါအဖြီရွှပါပြီမဲ့လို့သူ့ကိုမဖြီရွှနိုင်ဘူးသူကအမတန်မြင့်ပြီးစီးဖို့ထားတဲ့အတွက်ကြောင့်မလို့သူ့ကိုကဥဆောင်ပြီးတော့မဖြီနိုင်မချွတ်နိုင်ဘူးဒါနဲ့ဖြီနိုင်ချွတ်နိုင်တဲ့အလှည့်ကတော့လေရိုးပေါက်ကောင်းတာပဲဒီလိုပဲပိတ်ခုတ်ပြတာအဲ့တော့နောက်ဆုံးကြတော့ဘာဖြစ်သွားအောင်ဆိုကိုကျက်ကဈေးတွေတက်လာပြီးတော့ဥတော်အကျိုးထောင်းနဲ့ဆော့တာ21သိန်းနိုင်6သိန်းကျုံးဆိုတော့အဲ့တော့အကျိုးထောင်းနဲ့အကောက်နဲ့ဆိုတော့အနိုင်ကျန်ခဲ့တယ်အဲ့တော့အဲ့ကျက်ပွဲမှာကိုကမျက်လုံးကန်းတာကိုပဲသူတို့သိတာနော်မျက်လုံးကန်းပြီးလန်တန်းနေသေးတယ်ရှေ့ကိုဥဆောင်ပြီးယူနိုင်ကြည့်နိုင်ခွတ်နိုင်သေးတယ်ဆိုတာကိုတချို့တွေကမသိတဲ့အတွက်ကြောင့်မို့အပေါ်ကြီးနင်းငံပေးတယ်ဒါကျက်ကကန်းနိုင်မရှုံးဘူးနော်ကန်းနိုင်မရှုံးလန်တန်းလားမတန်းလားကြည့်အဲ့ဒီဟိုဘက်ကျက်ကနှလုံးလုံးကန်းနေတာဟာဥတော်မဟုတ်ပါဘူးဗျအကောင်ကြီးဗျမဟုတ်နှလုံးလုံးကန်းနေတာဘာဖြစ်လို့ကန်းနေအောင်သိလားကျက်ကဒီလိုနေရာတွေဒီလိုလေတွေကိုချထားတာမင်းတို့လည်းအမြင်နဲ့ငါလည်းမြင်တယ်နော်မနေ့ကမြင်တာလေကြီးလည်းပြိုအိတ်နေပြီဒါကြီးလည်းကွေးနေအဲ့ကျက်ကနှလုံးလုံးကန်းနေတာနောက်တစ်ခါမှတ်ထားကျက်ကဖီတို့လေကြောတို့ခိုးလို့ချင်းဟိုက်မျက်လုံးနှလုံးကသူ့ရဲ့မျက်လုံးနှလုံးကိုမထိပေမဲ့လို့အလိုလိုကန်းပြီးဟိုက်လို့မော့ပြီးတော့ဟဲ့လို့မော့ပြီးတော့ကျက်ကိုမော့ပြီးထောင်းနေရတွေ့အဲ့ဒါနှလုံးလုံးကန်းတာအဲ့ဒါမှနှလုံးလုံးကန်းတာမထိပဲနဲ့ကန်းတာအဲ့တော့အဲ့ကျက်ပွဲတော့နိုင်ခဲ့တယ်နော်အဲ့ကျက်ပွဲကိုကအောက်ကြီးကနေနဲ့300အနေနဲ့အပုံနိုင်ခဲ့တယ်သူတို့ဘက်မှာတော့မင်းနာကြီးဆိုတာဘာလားတော့မသိဘူးနော်မင်းနာကြီးကကြီးမြင့်ပြီးတော့သူခုတ်ပေမဲ့လို့သူ့ရဲ့ဟာခွက်တွေများတဲ့အတွက်ကြောင့်မလွတ်မကျွတ်လှုပ်တဲ့အတွက်ကြောင့်ဒီကလက်တစ်ပေါက်ဆက်တဲ့ဓာတ်ဖြီချွတ်တဲ့ဓာတ်ကိုသူကနောက်ဆုံးမှာကြက်မခံနိုင်မဲနဲ့သူချုံနေသွားခဲ့တယ်နော်အဲ့တော့ဥပဒေတော်လို့တောင်အဖွဲ့ကိုဒီလိုဒိုင်ဦးအဖွဲ့တွေအဲ့ဘက်ကရန်ကုန်အဖွဲ့တွေကတော့ကျက်စားရတာရှောင်နေဆိုတဲ့စကားတစ်လုံးဥတော်တော့နားထဲမှာတော်တော်ကြားခဲ့ပါလေလို့နော်